ဗုဒ္ဓသာသနာတော်ရဲ့ရှေ့တန်းတိုက်စစ်မှုတွေကိုမွေးထုတ်ပေးနေတဲ့စာတော်ပြန်ပွဲကြီးတစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်ရှင်။ဒီစာတော်ပြန်ပွဲကြီးကျင်းပတဲ့အသင်းတွေဟာဆိုရင်တနိုင်ငံလုံးအနေအထားမှာ16သင်းပဲရှိပါတယ်။ဒီစာမွဲကအစိုးရကကျင်းပတဲ့စာမွဲမဟုတ်ဘူး။ပုဂ္ဂလိကအသင်းတွေကနေကျင်းပတဲ့စာမွဲဘယ်လိုလဲဆိုတော့တာမဏေတွေယဟန်တွေသီလရှင်ဆရာလေးတွေအတွက်စာကိုပိုင်ပိုင်နိုင်နိုင်ကြည်ကြည်ညက်ညက်ကြီးသိအောင်နားလည်အောင်ဖတ်ရှုလေ့လာပြီးတော့ဖြေဆိုထားတဲ့အတွက်ကြောင့်မလို့ဖြေဆိုအောင်မြင်သွားပြီဆိုလို့ရှိရင်ကြံတဲ့အစိုးရကဖြေတဲ့စာမွေးတိုင်းမှာလည်းလွယ်လွယ်ကူကူချောချောမွေ့မွေ့နဲ့ဖြေဆိုသွားနိုင်မယ်ဒီစာတော်ပြန်ပွဲကြီးကအောင်မြင်သွားကြတဲ့ယဟန်တွေတာမဏေတွေဆရာလေးတွေရဲ့ဘွဲအနောက်မှာလင်္ကာရဆိုပြီးတော့ဘွဲလေးတစ်ခုတိုးလာပါတယ်ဒီဆောင်ပွဲကြီးရဲ့ရည်ရွယ်ချက်ကတော့ဗုဒ္ဓဘာသာမှာသာသနာအာဇာနည်ကောင်းတွေထွက်ပေါ်လာဖို့ပဲဖြစ်ပါတယ်။ကျမတို့ရဲ့ပခုတ်ကူမြို့လေးကနယ်မြို့လေးဖြစ်တဲ့ area လည်းအများကြီးမကျယ်ဘူး။လဲပတ်ဆရာတွေလည်းများများဆဆမရှိလာဘူး။ဒါပေမဲ့ဗုဒ္ဓသာသနာတော်နဲ့ပတ်သက်တဲ့နေရာမှာကတော့မြန်မာတနိုင်ငံလုံးမှာရှိတဲ့မြို့တွေနဲ့ကြိုက်တဲ့မြို့နဲ့လာရှင်လို့ရပါတယ်။လုံးဝနောက်တန်းကကြမနေပါဘူး။ပခုတ်ကူမြို့မှာဆိုလို့ရှိရင်လေသာသနာစကပဝေတကဆိုတဲ့အသင်းကြီးကိုဖွဲ့စည်းတည်ထောင်ထားပြီးတော့သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲတွေကျင်းပလာလိုက်တာဒီနှစ်နဲ့ဆိုရင်23ကြိမ်မြောက်တိတိရှိပါပြီဒီအသင်းကြီးကနေပြီးတော့ယဟန်တာမဏေပေါင်း900ကျော်ဆရာလေးတီလာရှင်ပေါင်း30ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ညီမတို့ပခုတ်ကူမြို့မှာရှိတဲ့သာသနာစကပိုးတကအသင်းကြီးရဲ့ထူးခြားချက်2ချက်ကိုပြောပြပေးပါမယ်ပထမတစ်ချက်ကပခုတ်ကူမြို့ရဲ့အသင်းကြီးကနေအောင်မြင်တဲ့ယဟန်နေတာမဏေတွေကိုလင်္ကာရဘွဲ့မဟုတ်ဘဲနဲ့အာစင်ညဘွဲ့ပေးပါတယ်တီလာရှင်ဆရာလေးတွေကိုတော့သူ့ဘက်တာအရှင်မဘွဲ့ပေးပါတယ်ရှင်ဒုတိယထူးခြားချက်တစ်ခုကတော့သာသနာစကပဝေတကအသင်းကြီးမဖွဲ့စည်းရင်တော့ဆိုလို့ရှိရင်တခြားအသင်းတွေမှာဆရာလေးတွေကိုလင်္ကာရဆောင်ပွဲဖြည့်ဆို့ခွင့်မပြုထားပါဘူးအခုခုအသင်းကြီးကိုစတင်ဖွဲ့စည်းခဲ့တဲ့ဘောရီမန်နိုင်ဆရာတော်ဘုရားကြီးရဲ့ရည်ရွယ်ချက်ကဒီလရှင်ဆရာလေးတွေဘက်မှာလည်းသာသနာလင်္ကာရအကျော်အမော်လေးတွေထွက်ပေါ်လာရင်ကောင်းမယ်ဒီလရှင်လောကလည်းဒီထက်ပိုပြီးတော့တိုးတက်လာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပခုတ်ကူမြို့မှာပထမဦးဆုံးသီလရှင်တွေကိုဆောင်ပွဲဖြည့်ခွင့်ပေးခဲ့ပါတယ်ပခုတ်ကူမြို့လေးကကျင်းတဲ့လောက်ဒီလိုမျိုးသာသနာလင်္ကာရဆောင်ပွဲအကျော်အမော်ကြီးကိုကျင်းပနိုင်ဖို့ရန်အတွက်ဘယ်လိုမျိုးအလူငွေကောက်ခံလဲဆိုတာလေးကလည်းတော်တော်လေးကိုထူးခြားဝမ်းသာစရာကောင်းလို့ပြောပြပါအောင်မယ်ရှင်အသင်းကတာဝန်ရှိတဲ့လူကြီးတွေကပခုတ်ကူမြို့ပေါ်မှာရှိတဲ့ဗုဒ္ဓဘာသာအိမ်တိုင်းကိုရွာနီး60မှာရှိတဲ့ဗုဒ္ဓဘာသာအိမ်တိုင်းကိုတန်စုဘူးလေးတွေပို့ပေးပါတယ်ဒီတန်စုဘူးလေးတွေကတစ်နှစ်မှတစ်ခါပဲလိုက်သိမ်းတာပါစာတော်ပြန်ပွဲနာနီးကံမှာလှူကျင်လိုက်တာဆိုပြီးတော့တရားတရားရှိလို့လာလူတဲ့သူတွေလည်းရှိသလိုမျိုးတစ်နှစ်ပတ်လုံးစိတ်ထဲမှာဒီစာတော်ပြန်ပွဲအတွက်ရဲလို့ရည်စူးပြီးတော့လှူတဲ့အလူရှင်တွေကလည်းတပုံတပင်ပဲရှိပါတယ်ပခုတ်ကူမြို့မှာစာတော်ပြန်ပွဲကြီးဖြစ်မြောက်ဖို့ရန်အတွက်လူပုဂ္ဂိုလ်တွေဘက်ကလည်းတအားသမျှဝိုင်းဝန်းကူညီလှူဒန်းကြသလိုဖုံဖုံเจ้าနေဆရာလေးเจ้าတွေကလည်းစာပြေတန်ကပေါင်း2000ကျော်လာလား3000ကျော်လာလားကိုမြို့ကိုရောက်ပြီဆိုတာနဲ့စွမ်းကွမ်းစေးလူတွေသိမရှိရအောင်လို့ထောက်ပံ့ကူညီပေးကြပါတယ်။ဒါကြောင့်မလို့ညီမတို့ရဲ့ပခုတ်ကူမြို့ကလည်းကျင်းတယ်လူဦးရေကလည်းနည်းတယ်ဆိုပေမဲ့လို့လူဦးရေနည်းနည်းလေးရဲ့တရားကတော့တနိုင်ငံလုံးနဲ့တောင်ရှင်းလို့ရပါတယ်။